အားလုံးပဲမင်္ဂလာပါဒီတစ်ခါကိုတင်ဆက်မှုမှာကြိုဆိုပါရစေကိုဘွားမှာလေအဖို့ဖြစ်နေတာထက်ပိုပြီးတော့လုံနိုင်သေးတယ်ပိုပြီးတော့ဖြစ်နိုင်သေးတယ်လို့ခန်းစားဖို့ကြပါသလားဒီနေ့မှာတော့ Jensen Zero ရဲ့ You Are a Better ဆိုတဲ့စာအုပ်ကိုအတူတူလေ့လာကြည့်ကြမယ်ဒီစာအုပ်ကကိုယ့်ရဲ့တကယ်စွမ်းအားလီကိုတန်တရားဝင်နေတာတွေရပ်ပစ်ပြီးကိုယ်နဲ့တကယ်ထိုက်တန်တဲ့ဘဝမျိုးကိုဘယ်လိုစပြီးနေထိုင်မလဲဆိုတာကိုလမ်းညွှန်ပေးသွားမှာပါကဲဒီစာအုပ်ရဲ့အဓိကအချက်ကိုတန်းဝင်လိုက်ကြရအောင်ဒီစကားကလေစာအုပ်တအုပ်လို့ရဲ့နှလုံးသားပဲလို့ပြောလို့ရတယ်ဒါကကျွန်တော်တို့တယောက်ချင်းစီကိုတားရိုက်စင်ခေါ်လိုက်တာပဲတကယ်လို့ကိုကအခုထိမနေဘူးတဲ့ဘဝမျိုးကိုလိုချင်တယ်ဆိုရင်အရင်ကတခါမှမလုပ်ဘူးတဲ့ຢာတွေကိုလိုရရမယ်တဲ့ဆိုလိုတာကကိုမရတန်းချင်းလည်နေကြတက်တောင်တက်တာနေရာလေးထဲကနေယုံထပြီးတော့မတိတဲ့အတိအဆန်းတွေကိုစူးစမ်းဖို့တိုက်တွန်းလိုက်တာပါပဲပထမဆုံးအနေနဲ့ပြဿနာကဘာလဲဆိုတော့ကိုအရင်ရှာကြည့်ကြရအောင်ကြက်တီးနွေးဘဝလို့ခေါ်တဲ့အခြေအနေထဲမှာပိတ်မိနေတယ်ဆိုတဲ့ခန်းစားချက်မျိုးပေါ့အရန်ကြီးလည်းမစိုးဘူးဒါပေမဲ့အရန်ကြီးလည်းမကောက်ဘူးအဲ့လိုအခြေအနေမျိုးကြုံမှုကြလားဒါကဒီစာအုပ်ကအဓိကထောက်ပြထားတဲ့ပထမဆုံးပြဿနာပဲပြီးတော့ကျွန်တော်တို့ထက်ကတော်တော်များများလဲဒီခန်းစားချက်နဲ့ယဉ်နီးနေကြမှာပါစာရေးသူစင်စရိုကအဲ့ခန်းစားချက်ကိုတော်တော်ထိမိမိဖော်ပြထားတယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ကိုသိနေတယ်ငါကဒီထက်ပိုလုံနိုင်တယ်ပိုဖြစ်နိုင်တယ်ဆိုတာကိုလေဒါပေမဲ့လက်တွေ့မှာတော့နေ့စဉ်လုံနေကြအသေးဖွဲလေးတွေလှုပ်ရိုးလှုပ်စင်နေကြတဲ့မှာပဲလဲစင်းခံတွေပိတ်မိနေတယ်လို့မျိုးခံစားနေရတာပေါ့ဒီမှာတော်တော်လေးအားကောင်းတဲ့တွဲခေါ်တကူသူကထုတ်ပြလာတယ်အဲ့ဒါကဘာလဲဆိုတော့လေအဲ့လိုပိတ်မိနေတယ်လို့ခံစားနေရတာကြီးကတကယ်တော့အမှန်တရားမဟုတ်ဘူးတဲ့ဒါကကိုယ်တိုင်တော့တတိမထားမိပဲလက်ခံထားမိတဲ့တခြားတယောက်ရဲ့ယုံကြည်ချက်တွေပေါ်မှာအခြေခံထားတဲ့မမြင်ရတဲ့ဇာညွန်းတစ်ခုလိုပဲပြောရစိတ်ရဲ့အချင်းချင်းတစ်ခုတက်တက်ပဲဖြစ်တယ်လို့ဆိုပါတယ်အဓိကပြဿနာကဒီမှာစလာပဲကိုယ့်ရဲ့တိစိတ်ကငါအောင်မြင်ခြင်းနဲ့ငါပြောင်းလဲခြင်းနဲ့လို့တမျိုးလို့ချင်းနေတဲ့အချိန်မှာငယ်ငယ်ကလေးကကိုယ့်ခေါင်းထဲကိုရောက်နေတဲ့အဟောင်းနဲ့ပုံတွင်းခံထားတဲ့မတိစိတ်ကကိုယ့်ကိုစန့်ကျင်ပြီးအလွတ်လွတ်နေတာမျိုးပေါ့ဒါကတကယ်ကိုကိုယ်တိုင်တော့တတိမထားမိတဲ့အတွင်းစိတ်တိုက်ကွဲတစ်ခုလိုဖြစ်နေတာကဲပြဿနာကဘာလဲဆိုတာသိပြီဆိုတော့အခုအဖြေဘက်ကိုတစ်ချက်တွားကြည့်ကြရအောင်ဒီဆောင်းကချက်ကိုလိုက်ဘလို့အလုပ်လုပ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးအရန်အခြေခံကြတဲ့အတွေ့အခေါ်တစ်ခုကိုသင်ပြထားတယ်အဲ့ဒီအချက်ကပဲအရာအလုံးကိုပြောင်းလဲပြီးဖို့တော့ချက်ဖြစ်လာမှာပါစင်ဇိုရိုကတော်တော်ကြီးမားတဲ့အယူအဆတစ်ခုကိုအရန်ရိုးရှင်းတဲ့အဆင့်30နဲ့ရှင်းပြထားတယ်နံပါတ်1အရာအလုံးကိုစွမ်းရည်တစ်ခုနဲ့ဖွဲ့စည်းထားတယ်နံပါတ်2အဲ့ဒီစွမ်းရည်တိုင်းမှာတုံခါမှုကျင့်နှုန်းတစ်ခုစီရှိတယ်ပြီးတော့နံပါတ်3တုံခါမှုတူတဲ့အရာတွေကအချင်းချင်းကိုဆွဲဆောင်ကြတယ်ဆိုတာပါပဲချိုးရှင်းတယ်နော်ဒါကိုဆွဲဆောင်မှုနေရာမှာ law of attraction လို့ခေါ်တယ်ဆိုလိုတာကကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေကိုပိုပြီးဆွဲဆောင်ခြင်းနဲ့ဆိုရင်ကိုယ့်ကိုပျော်ရွှင်စေတဲ့အရာတွေပေါ်မှာပဲအာရုံစိုက်ရမယ်ဒီလိုလေးမြင်အောင်ကြည့်လိုက်ကိုယ့်ရဲ့အတွေ့အထိခန်းစားချက်တွေကလေလေတဲ့ကိုအချက်ပြလိုင်းတစ်ခုကျိန်နှုန်းတစ်ခုကိုလွှမ်းထုံနေတယ်လို့ပဲအဲ့ဒီအခါမှာစကြဝဠာကြီးကလည်းကိုလွှမ်းထုတ်လိုက်တဲ့ကျိန်နှုန်းနဲ့ကိုက်ညီတဲ့အတွေ့အကြုံတွေကိုကိုယ့်စီကိုပြန်ပို့ပေးတယ်ပေါ့အဲ့ဒီတော့ဒီစွမ်းအားကိုတကယ်ရယူဖို့ဆိုရင်ယုံကြည်မှုနဲ့ရှေ့ကိုတိုးဖို့လိုလာပြီဒါဟာရွေးချယ်မှုတစ်ခုပဲကြောက်စရာတွေနဲ့ပြည့်နေတဲ့လောကကြီးကိုယုံမလားဒါမှမဟုတ်ကိုယ့်ကိုအမြဲတမ်းအားပေးထောက်ပံ့နေတဲ့ချက်ကဝလာကြီးရှိတဲ့ဆိုတာကိုယုံမလားအဲ့ဒီယုံကြည်မှုကကြောက်စိတ်ထက်ပိုကြီးဖို့ပဲလိုတာပါကဲ theory တွေပြောပြီးပြီဆိုတော့လက်တွေ့ဘက်ကိုလာပြီဒီလိုကြီးမားတဲ့အတွေးခေါ်တွေကိုလက်တွေ့ဘဝတွေမှာတကယ်အသုံးချလို့ရတဲ့အပြောင်းလဲတွေဖြစ်အောင်ဘယ်လိုလုပ်ကြမလဲအခုဒီစာအုပ်ကပေးချတဲ့အရန်လက်တွေ့ကြတဲ့လက်နက်ကိရိယာတွေ tools တွေကိုတစ်ချက်လေ့လာကြည့်ကြအောင်ဒီစာအုပ်မှာပြောထားတဲ့အရေးကြီးဆုံးပြောင်းလဲမှုတစ်ခုကဘာလဲဆိုတော့တစ်ခုခုကိုလိုချင်လိုက်တာဆိုပြီးရိုးရိုးလေးလိုချင်နေတာကနဲ့ငါဒါကိုဖြစ်အောင်လုပ်မယ်ဆိုပြီးတကယ်ကိုတက်တက်ကြွကြွဆုံးဖြတ်ချလိုက်တာကိုပြောင်းလဲဖို့ပါပဲလိုချင်တဲ့ဆိုတာက sofa ပေါ်မှာခရီးသွား magazine ဖတ်ရင်းနဲ့လည်းလိုချင်လို့ရတယ်လေဒါပေမဲ့ဆုံးဖြတ်လဲဆိုတာကတော့ဘာပဲဖြစ်အောင်လုပ်မယ်ဆိုပြီးအစွမ်းကုန်ခုံဝင်လိုက်တာကိုဆိုလိုတာပါကိုယ့်ရဲ့တုံခါမှုနှုန်း vibration ကိုမြင့်တင်ဖို့အဓိကကျတဲ့နီလန်တစ်ခုကတော့ပစ္စုပန်မှာနေထိုင်ခြင်းပဲဘာလို့လဲဆိုတော့လောင်စုပြောခဲ့တယ်လို့ပေါ့စိတ်သက်ကြနေလေဆိုရင်အတိုက်မှာနေလို့စိုးရင်ပူပန်းနေတယ်ဆိုရင်အနာဂတ်ကိုရောက်နေလို့တကယ်ငင်းချမ်းနေတယ်ဆိုရင်တော့ပစ္စုပန်မှာနေလို့ပဲပစ္စုပန်မှာနေတာကအဲ့လိုစိုးရင်ပူပန်းမှုတွေနောင်တတွေထဲမှာနစ်မနေစေပဲကိုယ့်ရဲ့ရည်မြစ်စွာနဲ့ပြန်ပြီးချိတ်ဆက်ပေးနိုင်လို့ပါစင်ချယ်ရိုက theory တွေပဲပြောပြီးဒီအတိုင်းထားမတော့ပါဘူးကိုယ့်ရဲ့ချိန်နှုန်းကိုမြင့်တင်ပေးနိုင်မဲ့ badass လက်နက်ခရီးယားစုံကိုပေးထားသေးတယ်ဥပမာနေ့စဉ်ကျေးဇူးတင်တတ်ဖို့လေ့ကျင့်တာခွင့်လွတ်တတ်ဖို့တင်ယူတာတရားထိုင်တာပစ္စုပန်မှာနေတာကိုချစ်တာပြီးတော့ရက်လက်ကိုထင်းချို့မထားပဲလက်လွတ်လိုက်တာမျိုးတွေပေါ့ဒီຢာတွေကရိုးရှင်းတယ်လို့ထင်ရပေမဲ့
ကိုယ့်ရဲ့စွမ်းရင်ကိုပြောင်းလဲဖို့တကယ်လက်တွေ့ကြတဲ့လှုပ်ဆောင်ချက်တွေပါပဲ ဒီဘိုက်အတွက်အဓိကမှတ်သားထားရမယ့်အချက်ကတော့ဒါပါပဲကိုကဘယ်ရာပေါ်မှာအာယုံစိုက်ဖို့ရွေးချယ်လိုက်တယ်လဲအဲ့ဒီရာပါပဲကိုယ့်ရဲ့လက်တွေ့ဘဝဖြစ်လာမှာပါဒါကြောင့်ကိုယ့်ရဲ့အာယုံစိုက်မှုကိုပြောင်းလဲလိုက်ရုံနဲ့ကိုယ့်ရဲ့လက်တွေ့ဘဝတစ်ခုလုံးကိုပြောင်းလဲပစ်နိုင်တဲ့စွမ်းအားဟာကိုယ့်လက်ထဲမှာပဲရှိနေတယ်ဆိုတာကိုသတိရဖို့ပါပဲ ကဲကျွန်တော်တို့မှာယောဂရှာဖွေချက်လည်းရှိပြီ theory လည်းသိပြီလက်နက်ကရိယာတွေလည်းအစုံလင်ရှိနေပြီအခုနောက်ဆုံးတစ်ခုပဲကြံတော့တယ်အဲ့ဒါကတော့ကိုယ့်ရဲ့တောင်းမယ်ဒါတွေအားလုံးကိုလက်တွေ့ဘဝထဲမှာတကယ်အthôngချရမယ့်အချိန်ရောက်လာပါပြီ Bethesda တယောက်ဖြစ်ဖို့ဆုံးဖြတ်ရမယ့်အချိန်ပေါ့ ဘီစကားပြောချင်တဲ့သတင်းစကားကအရန်ကိုရှင်းပါတယ်တရားရောကိုကန်ချင်တယ်ဆိုရင်အရင်ဆုံးကိုယ့်ခြေလောက်ကိုမြောက်ရမယ်လေအဲ့ဒီသဘောပါပဲစာရီဖတ်ပြီးလေ့လာနေတာတငယ်ချင်းတွေနဲ့ဆွေးနွေးနေတာဆူတောင်းနေတာအဲ့ဒါတွေကိုခဏရပ်ပြီးတော့အလုပ်ဆက်လုပ်ဖို့အချိန်တန်ပါပြီ အားလုံးရဲ့အခြေခံအုံးမြစ်ကဒီအချက်ပေါ်မှာပဲမူတည်နေပါတယ်အဲ့ဒါကကိုယ့်ရဲ့တန်ဖိုးကိုမတော်မလို့ယုံကြည်မှုရှိဖို့ပါပဲကိုဟာအစွမ်းထွက်တယ်ကိုဟာချစ်ချင်းခံရတယ်ပြီးတော့ကိုပပလည်းမှာအန်အော်ဆရာတွေအများကြီးဝန်းရံနေတယ်ဆိုတာကိုယုံကြည်ရမယ်စကြောလာကြီးကကိုဘက်မှာရှိပြီးခြေကန်းတိုင်းမှာအားပေးနေတယ်ဆိုတာကိုအမြဲတမ်းတတိယနေဖို့ပါပဲ နောက်ဆုံးမှာတော့ဒီစာအုပ်ကကျွန်တော်တို့ကိုဒီမေးခွန်းလေးနဲ့ထားခဲ့ပါတယ်ဒါဟာအားလုံးထက်မှအရေးကြီးဆုံးမေးခွန်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကိုယ့်ရဲ့ဘဝဆိုတာစူးစမ်းရှာဖွေဖို့အတင့်ဆောင်ကြိုနေတဲ့စွန့်စားခန်းကြီးတစ်ခုပဲအကြီးမားဆုံးမေးခွန်းကတော့အဲ့ဒီစွန့်စားခန်းကိုလှိုက်လိုက်လဲဟုတ်ကဲ့လို့ပြောနိုင်မလားဆိုတာပါပဲအဲ့ဒီဟုတ်ကဲ့လို့ပြောရတဲ့တတိရှိရလားဆိုရင်မေးခွန်းနဲ့ပဲဒီတင်ဆက်မှုကိုအဆုံးသတ်လိုက်ပါစေ